no project ကိုဆက်ပြီးတော့သွားမယ်ပေါ့နော်အဲ့တော့ no project ကိုဆက်လုပ်ဖို့အတွက် AID Pro ကိုဖွင့်လိုက်မယ်ကျွန်တော် AID Pro တွေကိုရောက်ပြီပေါ့နော်ငါကိုဒီ project ကိုရေးထားဆိုလို့ရှိရင်ဒီတိုင်းလေးတွေ့လိမ့်မယ်အဲ့တော့ခုဒါ main activity ပေါ့နော် artist node အဲ့တော့ကျွန်တော်တို့က menu bar ပေါ့နော် menu bar ကိုသွားမယ်ဒါကတော့ကျွန်တော်ဒီ node edit ပေါ့ node edit မှာဒါဆက်ထည့်ရမှာဆိုတော့ကျွန်တော် title ပေါ့နော်ဒီ node တစ်ခုထည့်ထည့်မယ်ဆိုလို့ရှိရင်ကျွန်တော် title ထည့်ရမှာ title ထည့်ရမှာဖြစ်တဲ့အတွက်အဲ့တော့ title တစ်ခုကိုဒီ public ပေါ့နော် public အပေါ်မှာကြော်ညာပေးလိုက်တဲ့ title အဲ့တော့ဒီ node ဆိုတဲ့ဟာအပေါင်းလက္ခဏာလေးကိုဒီအပေါ်ကပေါ့နော်ညာဘက်တောင်းကအပေါင်းလေးကိုနှိပ်လိုက်လို့ရှိရင်ဒီ dialog box ပေါ်လာမှာပေါ့နော်ဘောက်ထဲမှာ title ရိုက်ထည့်လို့ဘောက်တစ်ခုပေါ်လာလိမ့်မယ်အဲ့ဒီဘောက်မှာကျွန်တော်ရိုက်ထည့်လိုက်တယ်ဆိုလို့ရှိရင်အဲ့မှာ editor ပါတယ် editor ပေါ့နော်အဲ့ editor ကလေးထဲမှာရိုက်ထည့်လိုက်တဲ့ title ကိုကျွန်တော်တို့ title တစ်ခုကိုယူမယ်ပေါ့နော်အဲ့တော့အပေါ်မှာကြော်ညာထားတဲ့ title ယူတယ် title က string type ပေါ့နော်အဲ့မှာ intent ပေါ့ဒီကတော့ editor က input က editor ပေါ့နော်အဲ့ဒီကနေပြီးတော့ gas tag to string တစ်ခုနဲ့ယူလိုက်တယ်တော့ string type ကိုယူလိုက်တယ်ပေါ့နော်အဲ့တော့ title ကိုကျွန်တော်တို့ empty ဖြစ်မဖြစ်ဆက်လိုက်တာပေါ့နော် empty ဖြစ်တယ်ဆိုရင် return ပြန်ပေးမယ်အောက်ကိုအလုံးလောက်ခွင့်မပေးဘူးပေါ့နော်အဲ့တော့ကျွန်တော်အလုံးလောက်ခွင့်မပေးဘူးအဲ့တော့ဘာမှမရိုက်ဖဲနဲ့ note ကိုကျွန်တော်တို့ကဘောင်းတယ်ဆိုလို့ရှိရင် error ပြရမှာပေါ့နော်အဲ့တော့ error ပြဖို့တော့ကိုတိုးတစ်ခုပြရမယ်တိုးဆိုတာအတိပေးစာပေါ့နော်အဲ့အတိပေးစာတော့ကိုကျွန်တော်တိုးတစ်ခုတည်ဆောက်မယ်အဲ့တော့တိုးတစ်ခုဒီစားတဲ့ပုံအဲ့မှာကျွန်တော်ပြတာနော် toast make dash ဒီမှာ this ပေါ့နော် this ဆိုတာလက်ရှိကလပ်နာမည်သူကဒီဖွင့်ပေါ်မှာပိတ်ပေါ်မှာကျွန်တော် message ပေါ့နော်အဲ့တော့ toast long ဆိုတာကျွန်တော်လန့်ပေါ့နော်ဒီဟာရဲ့ကြာချိန်ပြီးလို့ရှိရင် show တိုးကိုပြပေးရပေါ့နော်ဟုတ်ပြီတိုးကိုပြပေးရဆိုလို့ရှိရင်အဲ့တိုး method ထဲမှာကျွန်တော်တို့ကစာထဲမှာဖြစ်တဲ့ string type ပေါ့နော် string type ဖြစ်တဲ့အတွက် string ရေးတယ် msg ဆိုတာကျွန်တော်တို့ကဒီ string တန်ဖိုးရဲ့နာမည်ပေါ့နော် name တစ်ခုကိုသတ်မှတ်လိုက်တယ်အဲ့တော့ကျွန်တော်အပေါ်မှာဒီတိုက်တဲ့ကဘာမှမနှိပ်ဖ ೇನೆ ဒီဘာမှမထည့်ဖ ೇನೆ ဒီဟာပေါ့နော် address clock ကိုနှိပ်လိုက်လို့ရှိရင်တိုးပြရမှာပေါ့နော်အဲ့တော့အဲ့ဘာ message ကိုမှားရင်းတဲ့ message ကိုပြရမှာအဲ့တော့ please pay ပေါ့နော်ဖြည့်တယ်ပေါ့ please note တိုက်တယ်ပေါ့နော်ကြီးစုပြုပြီးတော့ဒီတိုက်တယ်ကိုထည့်ပေးပါအောင်ဆိုပြီးတော့စာကိုရေးလိုက်တယ်ပေါ့နော်အဲ့တော့ဘာမှမထည့်ဖ ೇನೆ ကျွန်တော်တို့ကတစ်ခုခုနှိပ်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီ message ပြမှာပေါ့နော်တိုက်တယ်ကိုထည့်လိုက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကမပြတော့ဘူးပေါ့နော်နောက်ထပ် intent ကူးသွားမှာပေါ့နော်အဲ့တော့ intent ကိုကျွန်တော်ကူးတဲ့အချိန်မှာ data နဲ့ကူးရမှာအဲ့တော့ intent နာမည်ကိုယူတယ်ပြီးတော့ put extra နဲ့ကျွန်တော်တို့ကအဲ့တိုက်တယ်ကိုကူးလိုက်မှာပေါ့နော်အဲ့တော့ title နာမည်ကိုကျွန်တော်က title လို့ပဲပြန်ပေးတယ်အဲ့တော့ကိုကြိုက်တဲ့နာမည်ပေးလို့ရပါကျွန်တော် title ကို title လို့မြင်တာအောင် title လို့ပဲပေးလိုက်တယ်ပေါ့နော်အဲ့တော့အဲ့ title နာမည်နဲ့ကျွန်တော်တို့ဟိုဘက်မှာပြန်ပြီးတော့အဲ့ intent နဲ့ဒီ internet ကနေပြီးတော့ကျွန်တော်တို့ဒီ data ကိုပို့လိုက်တယ်အဲ့ data ကိုကျွန်တော် note ကလပ်မှာပြန်ပြီးအဲ့ data ကိုပြန်ပြီးတော့ထုတ်ယူရမယ်အဲ့တော့ကျွန်တော်တို့က note edit ထဲကိုကျွန်တော်တို့ဆက်ပြီးတော့သွားမယ်ပေါ့နော်အဲ့တော့ note edit ထဲမှာသွားမယ် note edit မှာလည်းကျွန်တော် title ကိုယူမှာဖြစ်တဲ့အတွက် title တစ်ခုတန်ဖို့ထည့်လိုက်မယ်ပေါ့နော်အဲ့တော့ title ကိုဒီ public ပေါ့နော် public ပေါ်မှာကြော်ညာပေးလိုက်မယ်ကြော်ညာပြီးလို့ရှိရင်အောက်မှာကျွန်တော်ဒီ title ကိုထုတ်ယူမယ်ပေါ့နော်အဲ့တော့ title equal ပေါ့နော်ညာချင်းအဲ့တော့ gas intent ပေါ့နော်ဒီ intent ပို့လိုက်တယ်ဟိုဘက်ကပို့ extra နဲ့ဒီ intent နဲ့ data ကိုပို့လိုက်တယ်အဲ့ data ကို gas intent နဲ့ပြန်ပြီးလို့ရှိရင် gas extra ပေါ့နော်ပြန်ပြီးတော့ထုတ်လိုက်တယ်ထုတ်ပြီးလို့ရင်ဘာတန်မို့လို့ gas string ပေါ့နော် string တန်ဖိုးပြန်ပြီးတော့ထုတ်ယူရဲအဲ့တော့ကျွန်တော်က intent ဖိုးတွေဒါပဲလောင်းနေအဲ့လိုဟာမျိုးတွေလည်းပို့လို့ရတယ်ပေါ့နော်ဒါကကျွန်တော် string တန်ဖိုးပို့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ string ကိုထုတ်ယူလိုက်တာပေါ့နော်အဲ့မှာ title ကကျွန်တော်ဒီမဲ့ main edit မှာ title ဆိုတဲ့နာမည်နဲ့ကျွန်တော်တို့ကဒီ data ကိုပို့လိုက်တာပေါ့နော်အဲ့ title နာမည်နဲ့ပဲကျွန်တော်တို့ဟိုဘက်မှာ note edit မှာပြန်ပြီးတော့အဲ့ data ကိုကျွန်တော်တို့ထုတ်ယူမှာပေါ့နော်ဒီနောက် section မှာပေါ့ရှင်းရှင်းလင်းပြီးတော့နောက် section မှာကျွန်တော်တို့အဲ့ data ကိုထုတ်ယူတာပေါ့အဲ့တော့ဒီမှာ gas string title ကိုထုတ်လိုက်တယ်အဲ့တော့ set title ပေါ့နော် title ဆိုတာကျွန်တော်ဒီ2ပါပေါ့နော်အပေါ်ကဒီဘာတန်းလေးမှာပြတယ်စာပေါ့နော်အဲ့စာကိုဒီ title ပေါ့ title ကိုထည့်ပြီးတော့ပြလိုက်မယ်အဲ့တော့ကျွန်တော်တို့ပို့လိုက်တဲ့ data ဒီ title ပေါ့နော်ဒီ note title နှုံနေပေါ့နော်အဲ့နှုံနေကကျွန်တော်ဒီတန်ဖိုးက note ကလပ်ကိုရောက်မရောက်ကျွန်တော်ကြည့်ကြည့်မယ်အဲ့တော့ application တစ်ခုထုတ်လိုက်မယ်ပေါ့နော် application ကိုထုတ်လိုက်မယ်
အဲ့တော့ open ပေါ့နော် open ကျွန်တော်တို့ဖွင့်လိုက်မယ်ဖွင့်ပြီးလို့ရှိရင်အပေါ်ကဒီညာဘက်အပေါ်တော့အပေါင်းလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ဘာမှမထည့်ဘဲနဲ့ S ဆိုတာလေးကိုနှိပ်လိုက်မယ်အဲ့မဲ့ please paste note တိုက်တယ်ဆိုပြီးတော့ပြရပေါ့နော်ဘာမှမထည့်လိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဟိုဘက်ကိုကူးမသွားဘူးပေါ့နော်အဲ့တော့ပြန်နှိပ်မယ်နှိပ်ပြီးလို့ရှိရင်ကျွန်တော် my notes 1ဆိုပြီးတော့ရိုက်ထည့်လိုက်မယ်နော်အဲ့တော့ဟိုဘက်ကို S ဆိုပြီးတော့နှိပ်လိုက်မယ်နှိပ်လိုက်လို့ရှိရင်အဲ့မှာအပေါ်ဘားတန်းမှာ my note 1ဆိုတဲ့စာလေးရောက်တယ်ပေါ့နော်အဲ့တော့ဟိုဘက် note ကိုဒီ note ကလပ်မှာကျွန်တော်တို့ data ရောက်တယ်ပေါ့နော်အဲ့တော့ title ဆိုတဲ့နေရာကိုကျွန်တော်တို့မရောက်ဘူးပေါ့နော်ဒီ title ဆိုတဲ့အပေါ်မှာ application name ပေါ့နော်အဲ့အောက်မှာမှကျွန်တော်တို့ title ကိုဒီ title စာသားကိုပြချင်တာအဲ့တော့ကျွန်တော် TV subject title ဆိုတဲ့ဒီ subject title အနေနဲ့ကျွန်တော်တို့ကပြမှာပေါ့နော်အဲ့တော့ subject title ယူဖို့အတွက်ကိုကျွန်တော်အဲ့တော့ဒီတကြောင်ကဒီတိုင်းဆိုလို့ချင်းအဲ့ဒါပြနေမှာပေါ့နော်အဲ့တော့ဖြတ်ချလိုက်မယ်ဖြတ်ချပြီးတော့ဒီ TV ပေါ့နော် TV ဆိုတာအပေါ်က2ပါပေါ့နော်2ပါဆိုတော့အပေါ်ကဘားတန်းလေးကိုပြောတာအဲ့တော့ဘားတန်းလေးရဲ့ subject title ကိုယူလိုက်မယ်ယူပြီးလို့ချင်း external title လေးကိုထည့်တယ်ထည့်ပြီးလို့ချင်းကျွန်တော်တို့ဒီ application ကိုအပြင်ကိုထုတ်ကြည့်လိုက်မယ်ပေါ့နော်ဘယ်လိုပြောင်းသွားလဲဆိုတာကိုတစ်ချက်ကြည့်အောင်အဲ့တော့ application ကိုအပြင်ကိုထုတ်လိုက်ပြီပေါ့နော်ထုတ်ပြီးလို့ချင်းဘယ်လိုပြောင်းလဲသွားလဲဆိုတာကိုကြည့်ရမယ်အဲ့တော့ lesson ကိုအစားအဆုံးလိုက်လုပ်ဖို့တော့လိုတယ်ပေါ့နော်မလုပ်လို့ချင်းအဆင်မပြေဘူးလိုက်ပြီးတော့လုပ်ပေးပါပေါ့နော်YouTube channel ကသင်ခန်းစာကိုလည်းကြည့်ပေးပေါ့အဲ့တော့တင်တဲ့ channel ဆိုတော့ကျွန်တော်ဒီမှာလာတက်လို့ရတယ်အဲ့တော့ဒီမှာအပေါ်ကဘာတန်းလေးကိုဒီပေါင်းလက္ခဏာလိုက်လိုက်မယ်နှိပ်ပြီးလို့ချင်း my note 1ဆိုပြီးတော့ထည့်လိုက်မယ်နော်ထည့်ပြီးလို့ချင်း S ဆိုတာလေးကိုနှိပ်လိုက်အဲ့တော့အဲ့ဒါလေးကိုနှိပ်လိုက်တယ်ဆိုလို့ချင်းအဲ့မှာ subject title နေရာမှာ my note 1ဆိုပြီးတော့